ဒေါ်လေယာကျန်အခန်းကြီး3ငယ်33မှ51မေရာရိမှဆင်းသက်သောမဟာလိအဆွေအမျိုးမုရှိအဆွေအမျိုးတို့သည်မေရာရိအမျိုးနွယ်ဖြစ်ကြ၏ထိုအဆွေအမျိုးတို့ကိုရေတွက်၍အသက်တလကျော်ရှိသောယောက်ျားပေါင်းက6900ရှိသည်မေရာရိအဆွေအမျိုးသူကြီးကအဘိဟဲလာတာဇူရီလာဒီဤသူတို့သည်တဲတော်မြောက်မျက်နှာ၌နေရာချရမည်မေရာရိသားတို့အငန်းတာဟုမူကားတဲတော်ပြင်ပြားများကန့်လန့်ခြင်းများတိုင်များခြေစွပ်များထိုအရာနှင့်ဆိုင်သောတစားများအစရှိသည်တို့ကို၎င်းဝင်းတိုင်များခြေစွပ်များတန်တင်များကြိုးများတို့ကို၎င်းကြည့်ရှုပြုစုရကြမည်မောရှေနှင့်အာရုန်မှစ၍အာရုန်၏သားတို့သည်ဣသေလအမျိုးသားတို့အဖို့တန်ရှင်းရာဌာနတော်ကိုစောင့်လျက်ပရိသတ်စည်းဝေးရာတဲတော်အရှိမျက်နှာ၌နေရာချရကြမည်သူတို့အမျိုးမှတပါအခြားသောသူသည်ချင်းကပ်လျင်အသေးသက်ခြင်းကိုခံရမည်ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမောရှေသည်လေဝိသားတို့ကိုအဆွေအမျိုးလိုက်ရေတွက်၍အသက်တလကျော်ရှိသောယောက်ျားပေါင်းက2200ရှိသည်တပန်းထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားဣသေလအမျိုးသားတို့တွင်အသက်တလကျော်ရှိသောသားဦးယောက်ျားအပေါင်းတို့ကိုရေတွက်၍စည်ရင်ယူလောဣသေလအမျိုးသားဦးအပေါင်းတို့ကိုသားဦးအပေါင်းတို့အတွက်လေဝိသားတို့ကို၎င်းဣသေလအမျိုးသားတို့၌တရိษံသားဦးအပေါင်းတို့အတွက်လေဝိသားတို့၌ရှိသောတရိษံများကို၎င်းငါအဖို့ယူလောငါသည်ထာဝရဘုရားဖြစ်သည်ဟုမှားထားတော်မူသည့်အတိုင်းမောရှေသည်ဣသေလအမျိုးသားဦးအပေါင်းတို့ကိုရေတွက်၍အသက်တလကျော်ရှိသောသားဦးယောက်ျားနာမည်ပေါင်းက2223ယောက်ရှိသည်တပန်းထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကားဣသေလအမျိုးသားအပေါင်းတို့အတွက်လေဝိသားတို့ကို၎င်းဣသေလအမျိုးသားတို့၌တရိษံများအတွက်လေဝိသားတို့၌ရှိသောတရိษံများကို၎င်းယူလောလေဝိသားတို့သည်ငါ၏လူဖြစ်ရကြမည်ငါသည်ထာဝရဘုရားဖြစ်၏လေဝိသားတို့ထက်ပိုသောဣသေလအမျိုးသားဦး283ယောက်တို့ကိုရွေးရမည်အမှုမှာအကြက်တော်အလိုက်လူတကိုယ်လျက်5ချက်စီခံယူရမည်အကြက်ကဂေရ20ဖြစ်သည်ပို့သောသူတို့ပေးရသောအရွေးငွေကိုအာရုန်နှင့်သူ၏သားတို့အားပေးရမည်ဟုမိန့်တော်မူသည့်အတိုင်းလေဝိသားတို့နှင့်ဣသေလအမျိုးသားဦးတို့ကိုရွေး၍ပို့သေးသောသားဦးတို့၏အရွေးငွေကိုမောရှေသည်အကြက်တော်နှင့်ချိန်လျက်အခွက်33ဘိတ်သာ60 5ချက်ကိုယူပြီးလေထာဝရဘုရားမှာထားတော်မူသောစကားတော်အတိုင်းထိုအရွေးငွေကိုအာရုန်နှင့်သူ၏သားတို့အားပေးလေ၏အာမင်တောလေယာကျမ်းအခန်းကြီး၄တဖန်ထာဝရဘုရားသည်မောရှေနှင့်အာရုန်အားမိန့်တော်မူသည်ကားလေဝိအမျိုးကိုဟတ်အနွယ်သားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးအရင်းဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးလိုက်စည်ရင်ယူလော့အလွန်တန်ရှင်းသောအရာတို့နှင့်ဆိုင်၍ပရိသတ်စည်းဝေးရာတဲတော်၌ကိုဟတ်သားများစောင့်ရှောက်ရသောအမှုဟုမူကားတက်ချီချိန်ရောက်သောအခါအာရုန်နှင့်သူ၏သားတို့သည်လာ၍အတွင်းကလကာကိုချပြီးလင်တက်တေခံချက်တစ်တာကိုအုပ်ရမည်ကလကာအပေါ်မှာတဟာရှတရေနှင့်အုပ်ပြန်၍တရေအပေါ်မှာလည်းပြာသောအထည်ကိုခင်းပြီးမှတဘိုးတို့ကိုရှို့ထားရမည်ရှေ့တော်မုတ်စပွဲပေါ်မှာပြသောအထည်ကိုခင်း၍လင်ပန်းဇွန်းလောင်းစရာဖလားများနှင့်တကွအမြဲထည့်ရသောမုတ်ကိုတင်ပြီးမှထိုအရာတို့ကိုหนีသောအထည်နှင့်အုပ်ရမည်တဖန်တဟာရှတရေနှင့်အုပ်ပြန်၍တဘိုးတို့ကိုရှို့ထားရမည်မီးထွန်းရာမီးခုံမီးခွက်မီးညက်မီးခံညက်ရာခွက်စီအိုအစရှိသည်တို့ကိုပြသောအထည်နှင့်အုပ်ပြီးမှထိုတစားရှိသမျှတို့ကိုတဟာရှတရေအိတ်ထဲ၌သွင်းထား၍တဘိုးကိုတက်ရမည်ရွှေရစ်ပလင်အပေါ်မှာပြသောအထည်ကိုခင်း၍တဟာရှတရေနှင့်အုပ်ပြီးလင်တဘိုးတို့ကိုရှို့ထားရမည်တန်ရှင်းရာဌာန၌အမှုတော်ကိုဆောင်ရွက်ရန်တစားရှိသမျှတို့ကိုပြသောအထည်သည်အိတ်ထဲ၌သွင်းထား၍တဟာရှတရေဖြင့်အုပ်ပြီးမှတဘိုးကိုတက်ရမည်ရစ်ပလင်မှပြာကိုပယ်ရှင်း၍ရစ်ပလင်ပေါ်မှာမောင်းသောအထည်ကိုခင်းပြီးလင်ထိုပလင်နှင့်ဆိုင်သောအမှုတော်ထမ်းရန်တစားဒီဟုသောလင်ပန်းအမဲသားကျိတ်တူရင်ပြအင်တုံအစရှိသောရစ်ပလင်တစားရှိသမျှတို့ကိုတင်၍တဟာရှတရေနှင့်အုပ်ပြီးမှတဘိုးတို့ကိုရှို့ထားရမည်ထိုသို့တက်ချီခြင်းရောက်သောအခါအာရုန်နှင့်သူ၏သားတို့သည်တန်ရှင်းရာဌာနတော်နှင့်တန်ရှင်းသောတစားရှိသမျှတို့ကိုဖုံးအုပ်သောနောက်ကောဟတ်သားတို့သည်ထမ်းခြင်းကချင်းကပ်ရကြမည်
တို့ရာတွင်သူတို့သည်တေဘေးနှင့်လွတ်မည်အကြောင်းတန်ရှင်းသောအရာကိုမကန်ရဤ၍ကပရိသတ်စည်းဝေးရာတဲတော်ကောဟတ်သားများဆောင်ရွက်ရသောအမှုပေသည်ယေဘရဟိအာရုံသားအေလာဇာ၏အရာနှင့်ဆိုင်သောအမှုဟုမူကားမီးထွန်းစရာစီမီးရှို့ရာနံ့သာပေါင်းမွေနေ့ရက်အစဉ်အတိုင်းဆက်ကပ်ရသောဘောဇင်ပူဇော်တက်ကလိမ့်ရန်စီအစရှိသောတဲတော်နှင့်တဲတော်တစားရှိသမျှတို့ကို၎င်းတန်ရှင်းရာဌာနတော်နှင့်တန်ရှင်းသောတစားရှိသမျှတို့ကို၎င်းကြည့်ရှုပြုစုရမည်တဖန်ထာဝရဘုရားသည်မောရှေနှင့်အာရုံအားမိန့်တော်မူသည်ကကောဟတ်အဆွေအမျိုးအနွယ်သားတို့ကိုလေဝိသားစုတဲကမပယ်မဖြတ်နှင့်သူတို့သည်အလွန်တန့်ရှင်းသောအရာတို့ကိုချင်းကပ်သောအခါတေဘေးလွတ်၍အသက်ရှင်မည်အကြောင်းအာရုံနှင့်သူ၏သားတို့သည်အရင်ဝင်၍လူအတီးအတီးစောင်းရသောအမှုထိုင်းရသောဝင်တို့ကိုခွဲခန့်ရမည်တို့ရာတွင်တန်ရှင်းသောအရာတို့ကိုဖုံးအုပ်စဉ်အခါကောဟတ်သားတို့သည်တေဘေးနှင့်လွတ်မည်အကြောင်းအထဲသို့ဝင်၍မကြည်ရဟုမိန့်တော်မူ၏တပံထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကဂေရရှုံအနွယ်သားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးရင်းဝင်သူအပေါင်းတို့ကိုဘိုးဘအဆွေမျိုးလိုက်စည်ရင်ယူလော့ဂေရရှုံအဆွေမျိုးတို့သည်စောင့်ရသောအမှုထိုင်းရသောဝေဟုမူကအတွင်းတဲတော်ကလကပရိသတ်စည်းဝေးရာတဲတော်ကလကအပေါ်တဲတဟာရှတရေအဖုံပရိသတ်စည်းဝေးရာတဲတော်တကားဝ၌ကာသောကလကတဲတော်နှင့်ရစ်ပလင်ပတ်လေဝင်းကလကဝင်းတကားဝ၌ကာသောကလကကျိုးများအစရှိသည်တို့ကို၎င်းထိုအရာများနှင့်ဆိုင်၍အမှုတော်ထမ်းရန်တစားရှိသမျှတို့ကို၎င်းထမ်းရွက်ရကြမည်ဂေရရှုံသားများအမှုဆောင်လေရာရာဝန်ထမ်းလေရာရာ၌အာရုံနှင့်သူ၏သားတို့ကိုခွဲခန့်စီရင်သည့်အတိုင်းဆောင်ရွက်ရကြမည်ဤ၍ကပရိသတ်စည်းဝေးရာတဲတော်ဂေရရှုံအဆွေအမျိုးသားများဆောင်ရွက်ရသောအမှုပေသည်ယေဘရဟိအာရုံ၏သားဣတမာသည်သူတို့ကိုအုပ်ရမည်မေရာရိသားတို့တွင်လည်းအသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးရင်းဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးလိုက်စည်ရင်ယူလော့သူတို့သည်ပရိသတ်စည်းဝေးရာတဲတော်၌စောင့်ရသောအမှုထိုင်းရသောဝင်းဟုမူကတဲတော်ပြင်ပြကန့်လန့်ခြင်းတိုင်ခြေစွတ်ဝင်းတိုင်ခြေစွတ်တန်တင်ကျိုးများတို့ကို၎င်းထိုအရာများနှင့်ဆိုင်၍အမှုတော်ထမ်းရန်တစားရှိသမျှတို့ကို၎င်းထမ်းရွက်ရကြမည်သူတို့ထမ်းရွက်ရသောဒါဇာတို့ကိုအမည်မှတ်၍ရေတွက်ရမည်ဤ၍ကယေဘရဟိအာရုံ၏သားဣတမာအုပ်၍ပရိသတ်စည်းဝေးရာတဲတော်၌မေရာရိအဆွေအမျိုးသားများဆောင်ရွက်ရသောအမှုပေသည်မောရှေနှင့်အာရုံအစရှိသောပရိသတ်သူကြီးတို့သည်ကောဟတ်သားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးအင်းဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍စည်ရင်သွင်းသောသူပေါင်းကစရင်သွင်းသောလူပေါင်းက2950ရှိသည်ဤသူတို့သည်မောရှေ၌ထာဝရဘုရားမှားထားတော်မူသည့်အတိုင်းမောရှေနှင့်အာရုံသည်ရေတွက်၍ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ရွက်ရသောကောဟတ်အဆွေအမျိုးသားပေသည်ဂေရရှုံသားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးအင်းဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍စရင်သွင်းသောလူပေါင်းက2630ရှိသည်ဤသူတို့သည်ထာဝရဘုရားမှားထားတော်မူသည့်အတိုင်းမောရှေနှင့်အာရုံသည်ရေတွက်၍ပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ရွက်ရသောဂေရရှုံအဆွေအမျိုးသားပေသည်မေရာရိသားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုကိုဆောင်ခြင်းကအလုံးအင်းဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးလိုက်ရေတွက်၍စည်ရင်သွင်းသောလူပေါင်းက3200ရှိသည်ဤသူတို့သည်မောရှေ၌ထာဝရဘုရားမှားထားတော်မူသည့်အတိုင်းမောရှေနှင့်အာရုံသည်ရေတွက်သောမေရာရိအဆွေအမျိုးသားပေသည်ထိုသောနှင့်အညီလေဝိသားတို့တွင်အသက်30လွန်၍50မမီပရိသတ်စည်းဝေးရာတဲတော်အမှုတော်ကိုဆောင်၍ဝင်းများကိုထမ်းခြင်းကဝင်သောသူအပေါင်းတို့ကိုဘိုးဘအဆွေအမျိုးလိုက်မောရှေနှင့်အာရုံအစရှိသောဣသေလအမျိုးသူကြီးတို့သည်ရေတွက်၍စရင်သွင်းသောလူပေါင်းက8580ရှိသည်မောရှေ၌ထာဝရဘုရားထားတော်မူသောပြည့်ညတ်တော်အတိုင်းလူအသီးအသီးဆောင်ရသောအမှုအသီးအသီးထမ်းရသောဝင်တို့ကိုထောက်၍မောရှေရေတွက်သည်အာမင်တောလေယာကျမ်းအခန်းကြီး9အငယ်1မှ22တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကငါနေသောတပ်ကိုမညစ်ညူးစေခြင်းကဣသေလအမျိုးသားတို့သည်နူသောသူရိနာဆွဲသောသူအသေးကောင်ထိ၍မစင်ကြဲသောသူယောက်ျားမိန်းမအပေါင်းတို့ကိုတပ်ပြင်မှနေရာချထားရမည်အကြောင်းဆင့်ဆိုလောဟုမောရှေအားမိန့်တော်မူသည့်အတိုင်းဣသေလအမျိုးသားတို့သည်ပြုကြ၏တဖန်မောရှေအားထာဝရဘုရားကတင်သည်ဣသေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာလူပြုတတ်သောဒုစရိုက်ကိုပြု၍ထာဝရဘုရားကိုပြစ်မှားသဖြင့်အပြစ်ရောက်သောယောက်ျားမိန်းမသည်ထိုအပြစ်ကိုဖော်ပြ၍
၍တောင်းပန်ရမည်ပြစ်မှားသောအတွက်ငါးစုတစုကိုထိုက်၍ပြစ်မှားခံသောသူအားပေးရမည်ထိုအပြစ်အတွက်ပေးသောဥစ္စာကိုခံထိုက်သောအမျိုးသားချင်းမရှိလျင်ယေဘရဟိတ်အဖို့ထာဝရဘုရားအားပူဇော်ရမည်ထိုမှတပါအပြစ်ဖြေခြင်းကအပြစ်ဖြေရာယေဖို့တိုးတကောင်ကိုပူဇော်ရမည်ယေဘရဟိတ်အာဣတေလအမျိုးသားပူဇော်၍တန်ရှင်းသောအရာရှိသမျှတို့သည်ယေဘရဟိတ်ဥစ္စာဖြစ်ရမည်လူတိုင်းတန်ရှင်းစေ၍ယေဘရဟိတ်အားလူသမျှတို့သည်လည်းယေဘရဟိတ်ဥစ္စာဖြစ်ရမည်ဟုမိန့်တော်မူ၏တဖန်မောရှေအားထာဝရဘုရားကတင်းသည်ဣတေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာလင်းရှိသောမိန်းမသည်အခြားတစ်ပါးသောယောက်ျားနှင့်မာယွင်၍လင်းကိုပြစ်မှားလျင်၎င်းမာရေးစဉ်တွင်သူတစ်ပါးတွေ့မိသူတစ်ပါးမတွေ့မိတက်တည်မရှိတီလပြတ်တော်လဲထိုအမှုကိုဝက်ထား၍လင်မသိလင်၎င်းတီလပြတ်သည်ဖြစ်စေမပြတ်သည်ဖြစ်စေလင်သည်မယားကိုမယုံလင်၎င်းထိုမိန်းမပြုရသောပူဇော်တက္ကာကိုမှုရောမုတ်တောမဲပါလျက်သူ့ကိုယေဘရဟိတ်ထံသို့ခေါ်သွားရမည်မုံညက်ပေါ်မှာစီကိုမလောင်းရလောဘံကိုမတင်ရမယားကိုမယုံခြင်းပူဇော်တက္ကာအပြစ်ကိုဖော်တင်ရာပူဇော်တက္ကာဖြစ်၏ယေဘရဟိတ်သည်ထိုပူဇော်တက္ကာကိုယူ၍ထာဝရဘုရားရှေ့တော်၌ထားရမည်ယေဘရဟိတ်သည်တန်ရှင်းသောရေကိုမြေအိုး၌လောင်းပြီးလင်တဲတော်၌ရှိသောမြေမှုန့်ကိုယူ၍ရေထဲမှထည့်ရမည်ထိုမိန်းမကိုထာဝရဘုရားရှေ့တော်မှာထားပြီးလင်ခေါင်း၌အချီးစီးရှိစေ၍မယားကိုမယုံခြင်းပူဇော်တက္ကာဒီဟုသောတတိပေးရပူဇော်တက္ကာကိုမိန်းမလက်၌ထည့်ရမည်ကျင့်ချင်းဘေးကိုဖြစ်စေသောရေကားကိုယေဘရဟိတ်ကိုယ်တိုင်ကန်ရမည်ထိုအခါယေဘရဟိတ်သည်ထိုမိန်းမကိုအကျိန်တိုက်လျက်တင်းဒီကိုခင်မိုးမှတပါအခြားသောယောက်ျားနှင့်မာယွင်ခြင်းညစ်ညူးခြင်းမရှိလျင်ကျင့်ချင်းဘေးကိုဖြစ်စေသောဤရေကားနှင့်ကင်းလွတ်စေတည်းကိုခင်မိုးမှတပါအခြားသောယောက်ျားနှင့်မာယွင်၍ညစ်ညူးခြင်းရှိလျင်ထာဝရဘုရားသည်တင်းဤပေါင်ကိုပိန်စေ၍ဝမ်းကိုလည်းရောင်စေသဖြင့်တင့်ကိုကျင့်အပ်သောသူအထင်းအမှတ်ပြု၍လူများကျင့်ဆိုခြင်းကိုခံရသောသူဖြစ်စေခြင်းကစီရင်တော်မူစေတည်းကျင့်ချင်းဘေးဖြစ်စေသောဤရေသည်တင်းဤဝမ်းထဲသို့ဝင်၍ဝမ်းရောင်ခြင်းပေါင်ပိန်ခြင်းကိုဖြစ်စေတည်းဟုယေဘရဟိတ်သည်ကျင့်ခြင်းအကျင့်တိုက်လျင်မိန်းမကအာမင်အာမင်ဟုဝန်ခံရမည်အာမင်